呀嘛，等米白车啊，熬你咯吧，ဘယ်နှလားရှိပြီလဲသမီး 生日啦。 ဘူးလားလဲဆေးလားဘောပဲကြားဘူးပါလေညီဟာဘယ်လိုဖြစ်လို့12လတော့ ကလေးကကိုဗစ်ဖြစ်နေလို့အပြင်မထွက်ချင်သေးဘူးတဲ့ဟောဆရာမကလည်းဘာလို့ချက်ပြောနေရလဲတမီးကစားချင်တာကြီးစားပြီးဘိုက်အောင်လို့လာပြတာ ဒါနဲ့နေပါအောင်ညီဟိုတနေ့မျက်စင်းစေးလာဝဲတော့ကဝိတ်ချနေပြီဆို ဟုတ်တယ်တမီးည6နာရီကျော်ရင်ထမင်းကိုဘယ်တော့မှမစားတော့ဘူး very good 9နာရီကျော်မှပြန်စားတာ ကဲပြေလုံးမှာချီချီလို့မဆုံးသေးဘူးချီကျွေးခံရတော့အမေ တမီးမှမမျိုးမစိုးပဲမနေနိုင်တာကော ညီအေးအစားတော့ကိုတက်နိုင်တဲ့လောက် short ပေါ့ တမီးကိုဝေးကြဈေးလေးပါတစ်ခါတည်းရောင်းလိုက်ပါ ကြိုက်တဲ့လောက်ဝေးကြစေးတောက်ဆောက်စားတွေမရှောင်ရင်ညီဘိုက်ကစုပ်ဝနေမှာပဲ ကျမအိုင်ဒီယာနဲ့ကျမပါဆရာမရဲ့တစ်ဖက်ကလည်းဝေးကြခြင်းနဲ့တစ်ဖက်ကလည်းမမျိုးမစိုးပဲမနေနိုင်ဘူးအဲ့ဒါကြောင့်ဝေးကြတဲ့စေရောင်းလိုက်ပါ ညီဆီယာမလားငါဆီယာမလား ဆီယမပါဆီယမရဲ့ဆောက်ရည်တရှိလိုက်ဒါချစီနဲ့ရောက်ရတော့မယ်